အားလုံးပဲမင်္ဂလာပါခင်ဗျာနောင်နောင် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကိုလူမီးများတဲ့ Gmail ဖြတ်မိသွားတယ်เนาะ password လည်းမမှတ်မိတော့ဘူး Gmail မှတ်မိတယ်ဖုန်းနံပါတ်လည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်လာရောက်မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะ Gmail တည်တဲ့ password လည်းမမှတ်မိတော့ဘူးဆိုလို့ရှိရင် chain တွေပါတွေကကျွန်တော်အရင်ဗီဒီယိုမှာတင်ထားပြီးသားဖြစ်ပါတယ်ခင်ဗျာအခုမှတော့အရန်ကိုခက်ခဲနဲ့နေတယ်ပေါ့နော် Gmail လည်းဖြတ်မိတာတယ် password လည်းမမှတ်မိဘူးဖုန်းနံပါတ်လည်းမရှိဘူးဆိုတဲ့လူတွေအတွက်ပေါ့နော်အဲ့ဒါကအရန်ကိုခက်ခဲတယ်ပေါ့နော်ဒီ Gmail ပြောင်းတာလေးကတော့လွယ်ကူကူလေးပဲเนาะအရင်ဗီဒီယိုတွေမှာဝင်ကြည့်လို့ရတယ်ဒီနည်းကိုကြည့်ပြီးဆိုရင် Gmail မမှတ်မိဘူးเนาะဖုန်းနံပါတ်ရှိတဲ့လူတွေလည်းလုပ်လို့ရတယ်ဟုတ်ပြီเนาะကျွန်တော်တို့အခုGmail ဖြတ်မိသွားတယ် password လည်းမမှတ်မိဘူးဖုန်းနံပါတ်လည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြန်ယူမလဲဆိုတာကိုပြောပြပေးမယ်เนาะပထမဆုံးအနေနဲ့ကျွန်တော်တို့ Gmail ဖွင့်စဉ်တုန်းကထည့်ထားပေးတဲ့ flat name လက် name ဆိုတာလည်းနာမည်ကိုပေါ့เนาะကျွန်တော်တို့မှတ်မိရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ Gmail ကိုမှတ်မိရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင် Gmail ကိုပြန်ယူလို့ရမှာပါဖြစ်ပါတယ်เนาะကျွန်တော်တို့အရန်ရေးကြည့်တဲ့ Gmail တွေပြန်ဆယ်ခြင်းတယ်ဆိုလို့ရှိရင်เนาะဒီနည်းတိုင်းလေးဆယ်ပေးပါခင်ဗျာဟုတ်ကဲ့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးပါခင်ဗျာโอเคစလိုက်အောင်ခင်ဗျာမှာတော့ကျွန်တော်ဝိုင်းပြထားပြီးတဲ့အရင်ဦးဆုံး setting ဆိုတာလည်းเนาะဖုန်းရဲ့ setting လေးကိုနှိပ်ပေးလိုက်ပါ setting လေးကိုဝင်လိုက်မယ်เนาะ setting လေးကိုဝင်ပြီးလို့ရှိရင်ဒီမှာ user and account ဆိုတာလေးကိုเนาะဒါတမျိုးနဲ့တယောက်မတူကြဘူးเนาะဖုန်းချင်းမတူကြဘူးเนาะဒါပေမဲ့ account ဆိုတာလေးကိုတော့တူပဲရှိကြမယ်လို့မျှော်လင့်ပါတယ်အဲ့ဒီဟာကိုထောက်လိုက်မယ်เนาะထောက်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ဆုံးတန်းကိုဆွဲလိုက်ရင် S and account ဆိုတာလေးကိုเนาะကျွန်တော်ဝိုင်းပြတာတယ်เนาะအဲ့ဒါလေးကိုနှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့က Gmail ကိုပြန်ဆယ်မှာဖြစ်တဲ့အတွက်ကိုကဲကိုနှိပ်ပေးလိုက်မယ်เนาะကိုကဲကိုနှိပ်လိုက်ပါပြီးရင်ခဏစောက်လိုက်เนาะဟုတ်ပြီမနော်အဲ့ဒါကိုကျွန်တော်တို့မေ့သွားတဲ့ Gmail ကိုထည့်မယ်ပေါ့နော်နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ forgot Gmail ကို forgot email ကိုနှိပ်လိုက်နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီမှာရှိတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမယ်နော်ဖုန်းနံပါတ်အဟောင်းမဟုတ်ဘူးနော်ဖုန်းနံပါတ်အသစ်နော်ဖုန်းနံပါတ်အသစ်နဲ့ယူလို့ရတယ်နော်ဒီမှာကျွန်တော်ဖုန်းနံပါတ်အသစ်ကိုကျွန်တော်ကြည့်လိုက်မယ်326 ဟုတ်လားပြန်ကြည့်လိုက်မယ်နော်3264896ဟုတ်ပြီနော်ဟုတ်ပြီနော်မှန်ပြီဆိုလို့ရှိရင်ဒီမှာအပြတန်းလေးနော် next ဆိုတာကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ဒီ Gmail ကိုဖွင့်ခဲ့တော့ကပေါ့နော်အရင်ဆုံး flat name လက် name ထည့်ပေးရတယ်နော်ကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရတယ်နော်အဲ့ဒါပထမနာမည်နဲ့ဒုတိယနာမည်ကိုထည့်ပေးလိုက်မယ်နော် AUNG နော်အဲ့ဒါပြီးရင်ဒီမှာ next ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးရင်ဒီမှာဆန်းဆိုတာလေးကိုနှိပ်လိုက်ရင်အခုကျွန်တော်ဖုန်းနံပါတ်တွေကိုသူကုတ်ပို့လာပေးမှာဖြစ်ပါတယ်နှိပ်လိုက်မယ်နော်โอเคเนาะပို့လာပြီเนาะโอเคအဲ့ဆိုရင်ရပြီเนาะရပြီဆိုလို့ရှိရင် password ထည့်ပါเนาะ
နော် password မမှတ်မိတော့ဘူးနော် password မမှတ်မိတဲ့အတွက်ကျွန်တော်တို့ဝင်မရဘူးဆိုလို့ရှိရင်ဒီမှာ forgot password ကိုပြန်နှိပ်ပေးမယ်နော် email gmail တော့ရလာပြီနော်ပထမ gmail ကိုမမှတ်မိတဲ့အတွက် gmail ကိုနှိပ်တယ်နော်ဟုတ်ပြီနော်ပေါ့က69529 69529 โอเคเนาะအဲ့ဒါအဲ့ဒီ code ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ password အတစ်ကိုရိုက်ထည့်မယ်เนาะ password အတစ်အပေါ်တန်းနဲ့အောက်တန်းနဲ့ကိုတူရမှာเนาะဒါကတော့ Gmail ဖွင့်ဘူးတဲ့လူတွေတော့သိမယ်เนาะမဖွင့်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်အရင်ဗီဒီယိုတွေမှာเนาะ Gmail ဖွင့်နည်းရဲ့ Gmail password မေးလို့ပြန်ယူနည်းရဲ့ပြီးရင် two step ခံနည်းတွေပါเนาะအားလုံးတင်ထားပေးတာရှိပါတယ်တေချာပြန်ရှာကြည့်လိုက်เนาะနောက်မှလည်းဒီဗီဒီယိုရဲ့ဘေးမှာကျွန်တော်တင်ထားပေးမယ်เนาะမှာ password ထည့်လိုက်မယ်ဟုတ်ပြီနော် Gmail ထည့်ပြီးသားပြီဆိုရင်ဒီမှာ agree ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြအောင်လေးကိုနော်နှိပ်လိုက်โอเคနော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ Gmail ရရှိပြီဖြစ်ပါတယ်နော်နော် Gmail တစ်ပြန်ကြည့်မယ်ခုကဲကြပဲဝင်လိုက်မယ်နော်အကောင့်တွေမဝင်တော့ဘူးဒီမှာနော်ကျွန်တော်ရဲ့နောက်ခဏဆယ်ထားတဲ့အကောင့်လေးဒီမှာရောက်ရှိနေပြီနော်ဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ